အဲ့တော့ဒီဒေါသကသူဖြစ်နေလားဆိုမဟုတ်သူကအကြောင်းရှိတယ်။ဘာကြောင့်ဖြစ်တော့ဒေါသဖြစ်ခြင်းအကြောင်း9မျိုးရှိတယ်။အဓိကတော့အနိဋ္ဌာယုံပေါ့။ကိုမကြိုက်တဲ့ဟာတစ်ခုနဲ့တွေ့ရင်ဒေါသဖြစ်တယ်။အနိဋ္ဌာယုံဆိုကိုမလိုချင်တဲ့အာယုံတစ်ခုကိုယ်စိတ်နဲ့ဆုံသွားလို့ရှိရင်လူဟာစိတ်ထဲမှာစိတ်တင်းသွားတယ်ပေါ့ဒေါသဖြစ်လာတယ်နောက်ဒေါသဖြစ်ခြင်းအကြောင်းကိုနဝဝိတအာဂတဝတ္ထုဆိုပြီးတော့သုံးပြပါရဖြစ်ဖို့ရအတွက်အကြောင်း9မျိုးရှိတယ်အဲ့ဒီအကြောင်း9မျိုးကလွယ်လွယ်လေးပါမှတ်လို့ရတော့နော်ကိုကနန်းဆိုပေမဲ့အများကြီးမဆရာမလို့တာအဲ့တော့သူကပါတော့ဆိုလို့ရှိရင်လူတယောက်ကစဉ်းစားတယ်အတိတ်ကပစ္စုပန်နဲ့စဉ်းစားတယ်ကိုနဲ့မတည့်တဲ့လူတယောက်ဟာကိုယ့်ရဲ့အကျိုးမဲ့ကိုလုပ်တယ်အဲ့လူတယောက်ဒီကိုယ့်ရဲ့အကျိုးမဲ့လုပ်ရင်လည်းဒေါသဖြစ်တယ်နော်အကျိုးမဲ့ဆိုတာကိုယ်ပျက်စီးရပျက်စီးကြောင်းဟိုသဘောလွေလင်ပြောတယ်တိတ်ခါချတယ်အမျိုးစုံပေါ့လေနော်ကိုယ့်အပြစ်တွေသူများပြောတယ်ဆိုတာတော့ကိုမကြိုက်တာကိုလုပ်တဲ့အခါမှာကိုယ့်ရဲ့မနစ်တဲ့ဟာတွေကိုလှုပ်လို့ရှိရင်လည်းသူဒေါသဖြစ်တယ်နောက်တစ်ခုကတော့ကိုယ်နဲ့ခင်မင်နဲ့မိတ်ဆွေရဲ့အပြစ်နာစာတွေပြောရင်လည်းဒေါသဖြစ်တယ်အကျိုးပြည့်စီအောင်ပြောရင်လည်းဒေါသဖြစ်တယ်နောက်တစ်ခါကိုယ်နဲ့မတည့်တဲ့လူဆိုတာရှိသေးတယ်လူတိုင်းမှာမတည့်တဲ့လူရှိအဲ့ဒီကိုယ်နဲ့မတည့်တဲ့လူရဲ့ကောင်းကျိုးကိုပေးပြန်တဲ့ကောင်းကျိုးကိုပြောတဲ့အခါကျလဲဒေါသဖြစ်ပြန်တယ်နော်ကိုရန်သူကိုပြောရင်လည်းကိုမကြိုက်ဘူးကိုရန်သူရဲ့အကျိုးစီးပွားအလုံးရင်လည်းမကြိုက်ဘူးအဲ့တော့ဆိုလိုတာကကိုရဲ့အကျိုးပြပြောင်းလုပ်တာရဲ့ကိုမိတ်ဆွေရဲ့အကျိုးပြပြောင်းလုပ်တာရဲ့ကိုနဲ့မတည့်သူရဲ့အကျိုးစီးပွားကိုဖြစ်ထွန်းအောင်လုပ်တာရဲ့အဲ့ဒီ3ခုကိုမူတည်လိုက်3ခုနော်အဲ့3ခုမူတည်လိုက်လို့ရှင်သူကဟိုမဲ့ကိုရဲ့အကျိုးစီးပွားပြပြောင်းအောင်လုပ်တာကတစ်ခုကိုမိတ်ဆွေရဲ့အကျိုးစီးပွားပြပြောင်းအောင်လုပ်တာကတစ်ခုနောက်တစ်ခါကိုရန်သူရဲ့အကျိုးစီးပွားကောင်းအောင်လုပ်တာကတစ်ခုအဲ့3ခုအဲ့ဒီ3ခုကိုကာလ3ပါးနဲ့မြောက်တာ3လိဆိုကိုပေါ့နော်ကာလ3ပါးနဲ့မြောက်လိုက်တာအတိတ်အနာဂတ်ပစ္စုပန်အဲ့တော့ဆိုလိုတာဘာလို့ဆိုရင်ငါရဲ့အကျိုးပြပြအောင်အရင်တော့ကလည်းလုပ်တယ်အခုလည်းလုပ်နေတယ်နောက်လည်းလုပ်ဦးမှာပဲ3ခုငါမိတ်ဆွေရဲ့အကျိုးပြည့်စည်အောင်အရင်ကလည်းလုပ်ခဲ့တယ်အခုလည်းလုပ်နေတယ်နောက်လည်းလုပ်ဦးမှာပဲ3ခု6ခုဖြစ်သွားရနောက်ဆုံးတစ်ခုကျတော့ငါနဲ့မတည့်တဲ့လူရဲ့အကျိုးစီးပွားကိုအရင်ကလည်းလုပ်ခဲ့တယ်အခုလည်းလုပ်နေတယ်နောက်လည်းလုပ်ဦးမှာပဲ9ခုဖြစ်သွားအဲ့ဒါကိုအာဂတဝတ္ထု9ပါးလို့ခေါ်တယ်လူတွေဟာအခဲမကြေနိုင်တာအဲ့ဒါတွေပဲအဲ့ဒါတွေတွေးလိုက်ရင်အခဲမကြေဘူးဒေါသတွေကဖြစ်လာတယ်အဲ့ဒါကိုပြပါရလို့ခေါ်တယ်အဲ့ဒေါသဖြစ်တာကိုပြပါရလို့ခေါ်တယ်ဒါလည်းစိတ်ရဲ့အညစ်အကြေးပဲ